အမေရိကန်နိုင်ငံရဲ့40ရာခိုင်နှုန်းနီးပါးကသူများစီယာဝယ်ထားတဲ့မြေတွေဆိုတာသင်သိပါသလားဒီနေ့ခေတ်မှာ Trump က Greenland ကိုမျက်စောင်းထိုးနေပေမဲ့တကယ်က1946ခုနှစ်ကတည်းကသမ္မတ Truman က Greenland ကိုဝယ်ဖို့ကြိုးစားခဲ့ပူပါတယ်။တမိုင်းကိုပြန်ကြည့်ရင်လည်း American ဆိုတာမြေဝယ်ပြီးနိုင်ငံချက်ခဲ့တဲ့ရာဇဝင်တွေရှိပါတယ်။1803ခုနှစ်မှာပြင်သစ်စီကနေလူဝီစီယာနာနယ်မြေကိုဒေါ်လာ15သန်းနဲ့ဝယ်ယူခဲ့ပါတယ်။မက္ကဆီကိုနဲ့စစ်ဖြစ်ပြီးတဲ့နောက်1848မှာတော့နယ်မြေတဝက်နီးပါးရခဲ့တယ်လို့1854မှာလည်းရထားလမ်းအတွက်မက္ကဆီကိုရဲ့မြေကိုဒေါ်လာ10သန်းနဲ့ထပ်ဝယ်ခဲ့ပါတယ်1869ခုနှစ်မှာတော့ရုရှားစီကနေအလက်စကာကို9.2သန်းနဲ့ထပ်မံဝယ်ယူခဲ့ပါတယ်နောက်ဆုံးအနေနဲ့ကာရစ်ဘီယန်ပင်လယ်ထဲကဒိမတ်အပိုင်ဘာဂျင်ကျူးစုကိုလည်း1910ခုနှစ်မှာဒေါ်လာ25သန်းနဲ့ဝယ်ယူထားတာပါTrump က2019ခုနှစ်တုန်းက Greenland အကြောင်းစကားဆခဲ့ပြီးတော့အခု2026မှာတော့ဝယ်ဖို့ရောသိမ်းဖို့ပါလေသံပြစ်နေတာပါဒါပေမဲ့ဒီနေ့ခေတ်မှာမြေဝယ်ဖို့ကအရင်လိုမလွယ်တော့ပါဘူးနိုင်ငံတကာဥပဒေတွေနဲ့ဒေသခံတွေရဲ့ဆန္ဒတွေကအဓိကအဟန့်အတားဖြစ်နေပါတယ်နှစ်ပေါင်း100ကျော်ကြာမှာ Trump ကအမေရိကန်ရဲ့မြေဝယ်သမိုင်းကိုဆက်ရည်မလားဒါမှမဟုတ်သမိုင်းထဲမှာပဲကြံ့ရင့်တော့မလားဆိုတာကတော့